ဟိုရှိတုန်းကကမ္ဘာလောကကြီးမှာဗယံပရာစွမ်းအင်ပလဲလုံးဆိုတာရှိခဲ့ပါတယ်။ဒီပလဲလုံးကစွမ်းအင်တွေအရန်ကြီးလွန်းလို့ကောင်းကင်ဘုံသခင်ကြီးကဒီပလဲကိုနှစ်ချမ်းခွဲလိုက်ပါတယ်။တစ်ချမ်းကတော့နတ်ကောင်းကြိုပလဲဖြစ်ပြီးနောက်တစ်ချမ်းကတော့နတ်ဆိုးကြိုပလဲဖြစ်ပါတယ်။နတ်ကောင်းကြိုပလဲကလူသားတွေအတွက်အကျိုးပြုမဲ့သူရဲကောင်းဖြစ်မွေးဖွားလာမှာဖြစ်ပြီးနတ်ဆိုးကြိုပလဲကတော့ကဘာကြီးကိုဖျက်ဆီးမဲ့နတ်ဆိုးဖြစ်မွေးဖွားလာမှာဖြစ်ပါတယ်။ဒါကြောင့်ကောင်းကင်ဘုံသခင်ကကျိန်စာတစ်ခုတိုက်ခဲ့ပါတယ်။အဲ့ဒါကတော့နတ်ဆိုးကြိုမွေးဖွားပြီး3 နှစ်ပြည့်တဲ့အချိန်မှာကောင်းကင်ဘုံကမိုးကြိုးပစ်ချပြီးအဲ့ဒီနတ်ဆိုးကိုဖျက်ဆီးပြရမယ်ဆိုတဲ့ကျိန်စာပါပဲ။လူပြည်မှာခြံတန်လို့ခေါ်တဲ့မြို့လေးတစ်မြို့ရှိတယ်။အဲ့ဒီမြို့သားမင်းလီကျင်းနဲ့သူ့ဇနီးလေဒီရင်တို့ဟာတားစုပန်ခဲ့ကြတယ်။တကယ်တော့သူတို့ရမယ့်ကလေးဟာနတ်ကောင်းကြိုဝင်စားရမယ့်ကလေးပါ။ဒီတာဝန်ကိုထမ်းဆောင်ဖို့ကောင်းကင်ဘုံသခင်ကသူ့တပည့်ဖြစ်တဲ့ထိုက်ရီကျင်းရန်အရက်သမားဝါတုတ်ဆရာကြီးကိုတာဝန်ပေးလိုက်တယ်။ဒါပေမဲ့ထိုက်ရီကျင်းရန်ရဲ့ပြိုင်ဘက်ဖြစ်တဲ့ရှင်းကုန်းပေါင်ဆိုတဲ့ကြာတစ်နတ်ဆိုးကမနာလို့ဖြစ်ပြီးပလဲနှလုံးကိုခိုးယူကလဲလှယ်လိုက်ပါတယ်။နတ်ကောင်းကြိုကိုခိုးယူသွားပြီးပင်လယ်နဂါမင်းစီကိုပေးလိုက်တယ်။နတ်ဆိုးကြိုကိုတော့လီကျင်းရဲ့ဇနီးရဲ့ဝမ်းပိုက်ထဲထည့်ပေးလိုက်ပါတယ်။ဒီလိုနဲ့ကလေးမွေးလာတဲ့အခါမှာချစ်စရာကလေးလေးမဟုတ်ပဲမီးလုံးကြီးအဖြစ်မွေးဖွားလာပြီးအရာအလုံးကိုဖျက်ဆီးပါတော့တယ်။ဒါကတော့နာကြားပါပဲမြို့သူမြို့သားတွေကဒီနတ်ဆိုးကိုတက်ပစ်ဖို့ဝိုင်းអော်ကြတယ်။ဒါပေမဲ့မိခင်ဖြစ်သူကသူ့သားကိုရင်ခွင်ထဲထည့်ပြီးကာကွယ်တယ်။ဖခင်ဖြစ်သူလီကျင်းကလည်းငါသားကိုကောင်းမွန်တဲ့လမ်းပြပေးပြီးပြုစုပြောထောင်ပါမယ်။မရရင်ငါကိုယ်တိုင်တပ်ပါမယ်လို့ကတိပေးပြီးနာကြလေးရဲ့အသက်ကိုကယ်တင်ခဲ့ပါတယ်။နာကြလေးကြီးပြင်းလာတဲ့အခါမှာသူ့ဘဝကတနာစရာကောင်းပါတယ်။သူကအပြင်ထွက်ပြီးကလေးတွေနဲ့ဆော့ချင်ပေမဲ့မြို့သူမြို့သားတွေကသူ့ကိုနတ်ဆိုးကောင်ဆိုပြီးကြောက်ကြတယ်မုန်းကြတယ်။နာကြဟာအိမ်ထဲမှာပဲအကျယ်ကျုံမိနေခဲ့တယ်။သူ့မိဘတွေကသူ့ကိုစိတ်မထိခိုက်စေချင်လို့မူသားတစ်ခုသုံးခဲ့ပါတယ်။သားဟာနတ်ဆိုးမဟုတ်ဘူး။သားဟာကောင်းကင်ဘုံကဆေလွတ်လိုက်တဲ့နတ်ကောင်းကြိုဝင်စားတဲ့သူရဲကောင်းဖြစ်တယ်။သားကနတ်ဆိုးတွေကိုနှိမ်နင်းရမှာလို့လိန်ပြောပြီးတင်ပေးခဲ့တယ်။ဆရာဖြစ်သူထိုက်ရီကျင်းရန်ကနာကြကိုပစ္စလက်ပကြီးကားထဲခေါ်သွားပြီးမော်ပညာတွေတင်ပေးတယ်။နာကြကပါရမီပါလုံးလို့အတက်မြန်တယ်ဒါပေမဲ့သူကစိတ်မြန်လက်မြန်ရှိပြီးဒေါသထွက်လွယ်တယ်။ဒါပေမဲ့နာကြကနတ်ဆိုးနှိမ်နင်းဖို့ယုံကြည်ပြီးလေ့ကျင့်ပါတော့တယ်။တရက်မှာနာကြအိမ်ကနေခိုးထွက်ပြီးပင်လယ်ကမ်းစပ်ကိုရောက်သွားတယ်။အဲ့ဒီမှာရေနတ်ဆိုးတစ်ကောင်ကကလေးမလေးတစ်ယောက်ကိုဖမ်းသွားတာတွေ့လိုက်ရတယ်။နာကြကဝင်ခဲ့တယ်။ဒါပေမဲ့မြို့သူမြို့သားတွေရောက်လာတဲ့အခါနာကြကကလေးကိုကယ်တာမဟုတ်ပဲဖမ်းနေတယ်လို့ထင်ပြီးဝိုင်းရိုက်ကြပြန်တယ်။နာကြဒေါသထွက်ပြီးရွာသားတွေကိုပြန်တိုက်ခိုက်မိမလို့ဖြစ်သွားတယ်။အဲ့ဒီရေနတ်ဆိုးတိုက်ပွဲမှာပဲနာကြဟာမျက်နှာဖုံးဆွတ်ထားတဲ့လူငယ်လေးတစ်ယောက်နဲ့ဆုံတွေ့ပါတယ်။သူကတော့နဂါမင်းသားအောင်ပင်းပါအောင်ပင်းဟာရှင်းကုန်းပေါင်ခိုးသွားတဲ့နတ်ကောင်းကြိုဝင်စားထားသူဖြစ်ပါတယ်။နာကြနဲ့အောင်ပင်းတို့အတူတူရေနတ်ဆိုးကိုနှိမ်နင်းလိုက်ကြတယ်။ပြီးတော့ကန်းဆက်မှာကြက်တောင်ခတ်ကစားကြတယ်။နာကြဘဝမှာသူ့အင်အားနဲ့တူမျှပြီးသူ့ကိုမကြောက်တဲ့တငယ်ချင်းဆိုလို့ဒါပထမဆုံးရဖူးခြင်းပါပဲ။နာကြကဝမ်းနေပြီးငိုမလို့ဖြစ်ကငါမှတငယ်ချင်းမရှိဘူးလို့ပြောတော့အောင်ပင်းကငါရှိတယ်လေလို့ပြောခဲ့တယ်။အဲ့ဒီနေ့ကစပြီးသူတို့ဟာအချစ်ဆုံးတငယ်ချင်းတွေဖြစ်သွားကြတယ်။အောင်ပင်းကနာကြကိုခရူးပလွေလေးပေးခဲ့ပြီးဒီခရူးကိုမှုတ်လိုက်ရင်ငါဘယ်နေရာရောက်မင်းစီရောက်လာမယ်လို့ကတိပေးခဲ့တယ်။နာကြရဲ့3 နှစ်ပြည့်မွေးနေ့ရောက်လာပါပြီ။ဒါဟာကျိန်စာအရနာကြမိုးကြိုးပစ်ခံရမယ့်နေ့လည်းဖြစ်ပါတယ်။ဖခင်ဖြစ်သူလီကျင်းဟာကောင်းကင်ဘုံကိုသွားပြီးနာကြအစားသူအသေးခံမဲ့ကံကြမ္မာလွှဲပြောင်းတဲ့စာရွက်ကိုတောင်းခဲ့တယ်။ဒါပေမဲ့ဒီအကြောင်းကိုနာကြမသိပါဘူး။နာကြကသူ့မွေးနေ့ပွဲမှာအားလုံးကသူ့ကိုသူရဲကောင်းဖြစ်အတိမတ်ပြုကြတော့မယ်လို့ပြောနေခဲ့တယ်။မွေးနေ့ပွဲကျင်းပနေတော့လူဆိုးရှင်းကုန်းပေါင်ရောက်လာပြီးနာကြကိုအမှန်တရားဖွင့်ပြောလိုက်တယ်။မင်းကနတ်ကောင်းမဟုတ်ဘူး။မင်းကနတ်ဆိုးဒီနေ့မင်းတည်ရမယ့်နေ့မင်းမိဘတွေကမင်းကိုလိန်ထားတာလို့ပြောလိုက်တယ်။ပြီးတော့နာကြအဖေသူ့အစားအသေးခံမဲ့အစီအစဉ်ကိုပါပြောပြလိုက်တော့နာကြဟာရှက်စိတ်ဒေါသစိတ်တွေနဲ့နတ်ဆိုးစွမ်းအင်တွေပောက်ကွဲထွက်လာပါတော့တယ်။သူကသူ့မိဘတွေကိုပါပြန်တိုက်ခိုက်ပြီးထိုက်ရီကျင်းရန်ပေးထားတဲ့လေပင်ကရွှေကွင်းကိုဖြုတ်ချလိုက်တယ်။အဲ့ဒီအခါနာကြဟာကြီးမားတဲ့နတ်ဆိုးကြီးအဖြစ်ပြောင်းလဲသွားပြီးပွဲကိုဖျက်ဆီးပါတော့တယ်။ဒီအချိန်မှာအောင်ပင်းကလည်းသူ့မျိုးနွယ်အတွက်တာဝန်ကြီးကိုထမ်းထားရတယ်
နဂါးတွေဟာပင်လယ်အောက်မှာနတ်ဆိုးတွေကိုထိန်းချုပ်ရင်းအကျဉ်းချခံထားရတယ်လို့ဖြစ်နေတာပါ။အောင်းပင်သာနတ်ကောင်းတစ်ပါးဖြစ်လာရင်နဂါးမျိုးနွယ်တစ်ခုလုံးလွတ်မြောက်မှာဖြစ်တယ်။ဒါကြောင့်သူ့ဆရာရှင်းကုန်းပေါင်ရဲ့မြောက်ပေးမှုနဲ့နာကြကိုတတ်ပြီးမြို့ကိုကယ်တင်တဲ့သူရဲကောင်းအဖြစ်ဟန်ဆောင်ဖို့ကြိုးစားရတော့တယ်။အောင်းပင်ဟာနတ်ဆိုးဖြစ်နေတဲ့နာကြကိုဝင်တိုက်တယ်။ဒါပေမဲ့နောက်ဆုံးမှာနဂါးဆိုတာလူတွေသိသွားပြီးလူတွေကနဂါးကိုပါမုန်းတီးကြတဲ့အခါအောင်းပင်ကစိတ်ပြက်ပြီးမြို့တစ်ခုလုံးကိုရေခဲတုံးကြီးနဲ့ဖိချပြီးတက်ပစ်ဖို့ဆုံးဖြတ်လိုက်တယ်။တက်သေးမရှိရင်ငါမျိုးနွယ်လွတ်မြောက်မယ်ဆိုတဲ့အတွေးနဲ့ပေါ့။နာကြဟာသတိပြန်ဝင်လာပြီးသူ့မိဘတွေရဲ့မေတ္တာကိုနားလည်သွားတယ်။အထူးသဖြင့်သူ့အဖေကသူ့အစားအသေးခံဖို့ပြင်ဆင်ထားတာကိုသိလိုက်ရတဲ့အခါသူ့နောင်တရသွားတယ်။ငါကံကြမ္မာကိုငါကိုယ်တိုင်ပဲဆုံးဖြတ်မယ်ဆိုပြီးနာကြပြန်လာတယ်။မီးစွမ်းအင်တွေနဲ့အတူလက်၆ဖက်ပါတဲ့ပုံစံအသစ်နဲ့မြို့ကိုပြီးလာတဲ့ရေခဲတုံးကြီးကိုဝင်ထမ်းထားလိုက်တယ်။ပြီးတော့သူ့တငယ်ချင်းအောင်းပင်ကိုတားတယ်။နာကြကအောင်းပင်ကိုအော်ပြောတယ်။မင်းကနတ်ကောင်းလားနတ်ဆိုးလားဆိုတာမင်းမွေးလာတဲ့မျိုးရိုးကဆုံးဖြတ်တာမဟုတ်ဘူး။မင်းကိုယ်တိုင်ပဲဆုံးဖြတ်ရမှာငါကံကြမ္မာကငါလက်ထဲမှာပဲရှိတယ်။ဒီစကားကိုကြားတော့အောင်းပင်သတိရသွားတယ်သူတို့နှစ်ယောက်တိုက်ခိုက်တာရပ်လိုက်တယ်။ဒါပေမဲ့အချိန်တန်တော့ကောင်းကင်ကမိုးကြိုးပေးတင်ခြင်းကြားရောက်လာတယ်။နာကြကိုပြစ်ချဖို့မိုးကြိုးတိမ်တိုက်ကြီးရောက်လာတယ်။နာကြကသူ့မိဘတွေကိုဥချကြော့ပြီးကျေးဇူးဆက်ခွင့်မရလို့ခွင့်လွတ်ပါလို့နှုတ်ဆက်ကမိုးကြိုးကိုတယောက်တည်းရင်ဆိုင်ဖို့ပြန်တက်သွားတယ်။မိုးကြိုးပြစ်ချတဲ့အချိန်မှာအောင်းပင်ကမနေနိုင်တော့ဘူးတငယ်ချင်းဆိုတာအတူတူပဲဆိုပြီးနဂါးအကျေးခွန်ဝတ်စုံကိုတုံးပြီးနာကြစီပြန်တက်သွားကမိုးကြိုးတံကိုနှစ်ယောက်သားလက်တွဲခံယူလိုက်ကြတယ်။နတ်ကောင်းကြိုနဲ့နတ်ဆိုးကြိုပေါင်းဆက်သွားတဲ့စွမ်းအင်ကြောင့်မိုးကြိုးတံကိုကြက်ကြက်ခံနိုင်ခဲ့တယ်။နောက်ဆုံးမှာတော့သူတို့နှစ်ယောက်စလုံးရဲ့ခန္ဓာကိုယ်တွေပျက်စီးသွားပေမဲ့ဆရာဖြစ်သူထိုက်ရီကျင်းရန်ကသူ့ရဲ့နှစ်ပေါင်းရာချီကျင့်ကြံထားတဲ့စွမ်းအင်တွေနဲ့သူတို့နှစ်ယောက်ရဲ့ဝိညာဉ်ကိုမပျောက်ပြတ်အောင်ထိမ့်သိမ်းပေးလိုက်နိုင်တယ်။မိုးစဲသွားတဲ့အခါမြို့သူမြို့သားတွေအားလုံးနာကြကိုဒူးထောက်ယူအသေးပြုကြတယ်။နာကြဟာနတ်ဆိုးအဖြစ်မွေးဖွားလာပေမဲ့သူရဲကောင်းအဖြစ်သက်သေပြနိုင်ခဲ့ပါတယ်။ Channel ကို Like and Subscribe လုပ်ပြီးအားပေးနိုင်ပါတယ်။